လူကြီးမင်းတို့ရှင်အခုလိုရာသီဥတုအပြောင်းလဲတဲ့ကြောင့်လူကြီးမင်းတို့ရဲ့ခန္ဓာကိုယ်တက်တန်းနာခြင်းတောင်းခြင်းမှုဒီနဲ့ခံမိုက်မှုတွေနဲ့အတူစိတ်ဖြစ်စည်းမှုတွေကိုပါခံစားနေရပြီလားရှင်ဒါဆိုရင်တော့အချိန်တို့အတွင်းတက်တာပြောင်းရင်းစေတဲ့နေရာလေးတစ်ခုကိုခေါ်သားပေးပါမယ်ရှင်ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့နေရာတစ်ခုဖြစ်တဲ့ဗန်းရွှေတောင်ကြားဆိုတဲ့နေရာကြီးမှာဖွင့်ထားပြီးလက်ရှင်းတဲ့ရဲ့ပြီးစဝင်းတော်အခမ်းများရဲ့အရင်စနေနဲ့အတူစတင်သောတရဖင်များရဲ့ဝန်ဆောင်မှုများကြောင့်လူကြီးမင်းတို့ရဲ့ခန္ဓာကိုယ်ပေါ်ပါလန်းဆန်းစီုံတာမကစိတ်ကိုယ်ပါပြန်လည်လန်းဆန်းညှို့ညွတ်စေမှာပါရှင်ရွှေတောင်ကြားဆိုပေမဲ့လူကြီးမင်းတို့အတွက်လူမျိုးဝါဒမရွေးဗက်ချက်လေးကိုက်ပြီးကျမရဲ့အတွက်အထောက်အကူဖြစ်စေဖို့အဓိကရွေးထားကြောင်းလူကြီးမင်းတို့အတွက်မဖြစ်မနေသွားရတဲ့နေရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်